Invitation Cruiser Cup 2025 ပြိုင်ပွဲတွင်ဒုတိယဆုရရှိသည့်အသင်းအားတဦးချင်းဆုတစ်သိန်းနဲ့ဆုကြေးငွေကျပ်30ချီးမြှင့်မယ့်အစီအစဉ်ဖြစ်ပါတယ်ရှင်။ဒီဖြစ်ပါ၍ဆုချီးမြှင့်ပေးနိုင်မှာရန်ရန်ကုန်မြို့တော်စီမံသားရေးကော်မတီဒုတိယဥက္ကဋ္ဌဒုတိယမြို့တော်ဝန်ဦးညီညီအားလေးစားစွာဖြည့်ပန်ထားပါတယ်ရှင်။ဆုလက်ခံရယူပေးနိုင်မှာရန် YCDC Waga Invitation Cruiser Cup 2025ပြိုင်ပွဲတွင်ဒုတိယဆုရရှိသည့် YCDC Waga FC အသင်းအားလေးစားစွာဖြည့်ဖိတ်ခေါ်အပ်ပါတယ်ရှင်။ဆက်ပြီးတော့ YCDC Waga Invitation Cruiser Cup 2025ပြိုင်ပွဲတွင်ဒုတိယဆုရရှိတဲ့ YCDC Waga FC အသင်းအားဆုကြေးငွေကျပ်30ချီးမြှင့်မယ့်အစီအစဉ်ဖြစ်ပါတယ်ရှင်။YCDC Waga Invitation Cruiser Cup 2025ပြိုင်ပွဲတွင်ဒုတိယဆုရရှိသည့် YCDC Waga FC အသင်းအားဆုကြေးငွေကျပ်30ချီးမြှင့်တာဖြစ်ပါတယ်ရှင်။